ကျွန်တော်တို့သူ့နန္ဒာလျှက်စစ်ကနေဆင်ထားတဲ့ဒီရဲ့ plan တွေကိုအားတွေကိုကျွန်တော် installer အကောင့်နဲ့အောက်မှာထည့်ထားပါတယ်အဲ့တော့ inverter တစ်လုံးချင်းစီရဲ့အလုပ်လုပ်ပုံကိုဒီထဲမှာဝင်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့တရက်ထဲကြည့်လို့ရတာမဟုတ်ဘူးကျွန်တော်တစ်လားသုံးခဲ့တဲ့ပြီးခဲ့တဲ့လလည်းရက်စွဲတွေပေါ့နော်တနေ့ချင်းအသုံးဘယ်လောက်ရှိတယ်အဆိုလာဝင်ဘယ်လောက်ရှိတယ်ဘက်ထရီကနေဘယ်လောက်ဆွဲသွားလဲဆိုတာကျွန်တော်တို့ဝင်ကြည့်လို့ရတယ်ပြန်ဘာလုပ်လို့ရလဲဆိုတော့အဲ့ချက်လက်တွေပါ Excel တွေကို download လို့ရတယ်အဲ့တော့ဖုန်းနဲ့application မှာအဲ့လောက်ထိမရဘူးဖုန်း application ကကြည့်အောင်တက်တော့ပဲတုံးနေပေါ့နော်ကျွန်တော်တို့ဒီ website ကနေတုံးနေတာကတော့ချက်လက်တွေကို data analysis လုပ်လို့ရတယ်ပေါ့နော်ခါကြလို့ရှိရင်နေပိုင်းသုံးမရှိဘဲနဲ့ဘာလို့ဘက်ထရီကနေပါနေတာလဲဆိုတော့ case ကြီးပေါ့နော်တကယ်တော့တုံးနေတာရှိတယ်အဲ့ဒါကိုဒီထဲမှာချက်လက်တွေကအားလုံးပေါ်တယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့စကားတယောက်နဲ့တယောက်ချက်လက်နဲ့ထောက်ထားနဲ့ပြောကြတဲ့အခါမှာဒါတွေကအသုံးဝင်ပါတယ်အဲ့တော့ဒါကျွန်တော် login လုပ်လိုက်တယ်ပြီးတော့လို့ရှိရင်ကျွန်တော် installation လုပ်ခဲ့တဲ့အများကြီးရှိပါတယ်အားလုံးပေါင်း28ခုရှိတယ်50 kW ကဒီဂုံရီ receiver နဲ့ဆိုရင်ကျွန်တော်3ခုရှိတယ်အားလုံးပေါင်းကျွန်တော်3ခုရှိတယ်50 kW နဲ့25တခုရှိမယ်30 kW တွေရှိမယ်ပေါ့နော်အဲ့တော့ဒီတွေ့ကြုံကအခုမှရတဲ့အတွေ့အကြုံအခုမှတက်ဆင်ထားရတဲ့အတွေ့အကြုံလည်းမဟုတ်ဘူးကျွန်တော်လုပ်ခဲ့ရလဲကြာခဲ့ပြီဆိုတော့ဒီလိုမျိုးအတွေ့အကြုံတွေအများကြီးရှိခဲ့တယ်အဲ့တော့3 time receiver 3 time shot ပေါ့နော်ကျွန်တော်မြင်နေရတယ်3 time receiver ကိုနှိပ်ကြည့်မယ်ဟုတ်ပြီဒါကကျွန်တော်တို့ဒီနေ့မြင်နေရတဲ့ဟာ3 diamond shot က3 diamond receiver ကနေထားပါတော့ညဘယ်လောက်ဖြစ်နေလဲဆိုတော့တနားရီထိုးနေပြီဘက်ထရီက55 kW ရှိတယ်grid ကနေ5 kW သွားနေရဆိုတော့ဘက်ထရီကိုနည်းနည်းလေးပဲတွင်းနေပေါ့နော်နည်းနည်းလေးပဲတွင်းနေတယ်ကျွန်တော် ampere short ထားတယ် grid ကို5 ampere ပဲထားရတယ်5 ampere ထားရတဲ့အများကြီးမဆွဲဘူးအဲ့တော့9နင်းအောင်ကျွန်တော်ထားရတယ်5 ampere ကဘက်ထရီတစ်စင်စီကိုသွားနေဖြစ်ပါတယ်2စင်ပေါင်းတော့10 ampere ပေါ့နော်10 ampere ဆိုတော့ကကျွန်တော်တို့ DC ampere ကိုဆိုလို့ရှိပါတယ် AC ampere ပြောတာမဟုတ်ပါဘူးအဲ့တော့ AC ampere ဆိုတော့ကျွန်တော်တို့watt နဲ့ volt နဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ချက်ပြီးတော့လုပ်ထားတာဖြစ်ပါတယ်အဲ့တော့ history ကိုပြန်လိုက်မယ် history ပြန်လိုက်တာတားလွယ်တယ်ဒီမှာကျွန်တော် date ကိုသွားတယ်24ရက်နေ့ပေါ့နော်24ရက်နေ့မှာဒီမှာတောက်လျှောက်ဒီမှာည7နာရီကျော်လောက်ကနေစပြီးတော့ဒီမှာဘယ်လိုသွားလဲဆိုတဲ့ဟာကြည့်လို့ရတယ်ဘယ်လိုအသုံးပြုနေလဲဆိုတာရှိတယ်အဲ့တော့production ဆိုတာကကျွန်တော်တို့က solar အထွက်ကိုပြောတာ production ကဒီမှာဆို24ရှိတယ်23ဆိုတော့24တိအများဆုံးထွက်တယ်အဲ့တော့ဒီမှာ consumption အောက်မှာ consumption ဆိုတာအသုံးဝင်ပြခြင်းဖြစ်တယ် 9.51 consumption ဆိုတာအသုံးဝင်ပြခြင်းဖြစ်တယ်အဲ့မှာ battery SOC က 68.5 ရာခိုင်နှုန်းသွားနေတယ် battery က -14 ဆိုတာက14 kW နဲ့အားသွင်းနေတယ်ပေါ့နော်အဲ့တော့ consumption 9.5 မှာရှိတယ်အဲ့တော့ဒီအဲ့နေ့ကဒီမှာ10 12အဲ့မှာ3 5 12 15 16အသုံးအများကြီးမရှိဘူးအဲ့နေ့ကနော်အသုံးအများကြီးမရှိဘူးဆိုတော့ battery က55 ရာခိုင်နှုန်းနဲ့သွားနေပေါ့နော်အသုံးအများကြီးရှိဘူး battery solar က23 ရာခိုင်နှုန်းနဲ့သွားနေတယ်နောက်တစ်ခုက23ရက်နေ့ကိုကြည့်မယ်23ရက်နေ့ကိုကြည့်ရချိန်မှာ solar ကလည်း24လောက်ထိအများဆုံးထွက်တယ်24 kW အများဆုံးထွက်တယ် consumption ကမှာ14 15 17 15 kW
နေ့တနာရီမှာ14 kW တွေလည်းသုံးနေတယ်14 kW နဲ့သုံးနေတယ်2နာရီလောက်မှာအသုံးကတိတ်မရှိဘူး4နာရီ25မှာအသုံးကဖြစ်များလာတယ်12 kW ရှိတယ်14 kW ရှိတယ်9 kW ရှိတယ်12 kW ရှိတယ်အဲ့ဒါတွေကိုထားပါတော့ကျွန်တော်တို့ဒီမှာအသုံးတွေဘယ်လောက်ရှိနေလဲဆိုတာဘက်ထရီက24 kW လောက်ဆိုလာထွက်တယ်ရှင်ဘက်ထရီကဒီဘက်က AC အသုံးများလို့ရှိရင်ဘက်ထရီဘက်ကိုသုံးအားသွင်းနေတာနည်းသွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုတော့ export လုပ်လိုက်တယ် export လုပ်လိုက်ရှင်ဒီမှာ AZ အနေနဲ့ကြာလာပါတော့ AZ အနေနဲ့ကြာလာတဲ့အချိန်မှာဒီမှာက solar ရဲ့ kilowatt solar kilowatt ကကျွန်တော်24ပေါ့နော်24ဒီအများဆုံးထွက်ထားတယ်အသုံးက consumption သုံးက14 15 13အဲ့လိုရှိတယ်73ဆိုတော့10နာရီ50ရာနေ3တာများတယ်ဘယ်နာရီ3လိုက်တော့22နာရီ40ထိ3 12နာရီ45ထိ3တယ်ပေါ့နော်အဲ့တော့ဒီမှာ3များတယ်အဲ့တော့တောက်လျှောက်နေပါ3ရတာဒီမှာ12 10 15 15ဆိုတော့ဘယ်မှာ3နေသွားလဲဆိုတော့1နာရီ55မှာ3နေသွားတယ်9 kW ဖြစ်သွားတယ်ဘယ်မှာအနည်းဆုံးလဲဖြစ်ကော2နာရီနဲ့25မှာနည်းသွားတယ်တော်တော်ပေါ့နော်အဲ့ဒီကတော့3တာတော်တော်များတယ်ည3ကြတော့ဘယ်လောက်ဖြစ်လာလဲ4နာရီစိတ်မှာပြန်3လာတယ်ကျန်တော့10 kW 11 kW 12 kW 13 kW ဒီ3လာတယ်ပေါ့နော်အဲ့တော့ဒီ data တွေကိုပြန်ပြီးကြည့်လို့ရတယ်23ရက်နေ့မှာကျွန်တော်ရထားတဲ့ data ပေါ့နော်23ရက်နေ့မှာ15 kW လောက်သုံးထားတယ်ဘယ်နာရီလို့1နာရီနဲ့30မှာဒီမှာကျတော့19 20ဆိုတော့9နာရီနဲ့20မိနစ်မှာ20 kW လောက်သုံးတယ်ပေါ့နော်ဒီမှာချက်လက်တွေတွေ့ရတယ်ပေါ့နော်အဲ့တော့21သွားမယ်အဲ့တော့ solar ကဒီမှာ production ဟိုလောက်ဘယ်လောက်ထိအများဆုံးထွက်ခဲ့ဘူးလဲဆိုတော့26 kW ထိထွက်တယ်ပေါ့နော်26 kW ထိ29 kW ထိထွက်တယ်ဒီမှာတွေ့ရတယ်အပေါ်ထိပ်ဆုံးမှာ production 29 kW ထိထွက်ခဲ့ဘူးတယ်ရာသီဥတုအခြေအနေကြောင့်ပေါ့နော်ဒါရာသီဥတုဘယ်နာရီလို့လဲဆိုတော့12နာရီနဲ့5မိနစ်မှာ29 kW လောက်ကိုထွက်ခဲ့ဘူးတယ်ပေါ့နော်19ရက်နေ့24 kW 25 kW 25 kW 19ရက်နေ့16ရက်နေ့22 kW 26 kW ဒါဆိုကျွန်တော်တို့မှန်းလို့ရပြီပေါ့နော်25 24 25 26 29အဲ့လောက်ထိကိုဆိုလာကထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထွက်တယ်ဆိုတော့ solar power ကမနည်းဘူးအချက်50ပေါ့နော်80ရာခိုင်နှုန်းလောက်ထွက်တယ်ကျွန်တော်တို့620ကိုအချက်50နဲ့မြှောက်တဲ့ဟာကတကယ်တည်း31 kW ကစက်နှက်ခန်းထဲမှာစမ်းသပ်လို့ရတဲ့ power ကိုပြောတာတကယ် kW ကအဲ့လောက်မထွက်ဘူးဘာလို့လဲဆိုတော့ solar data sheet ကိုကျွန်တော်ယူလာပြီးတော့ရှင်းပြမယ်ပေါ့နော်အဲ့တော့သူ့မှာ standard test condition နဲ့NOCD ဆိုတဲ့ condition တစ်ခုကြားမှာကျွန်တော်တို့ solar ကိုထွက်တာဖြစ်တယ်laboratory ကစမ်းထားတဲ့ test result တိုင်းထွက်တာမဟုတ်ဘူး solar ရောင်းနေတာက620 watt ဆိုတာက
စက်သက်ခန်းမှာရရှိတဲ့ watt ကိုပြောတာပေါ့နော်ဘာမှ air mass လို့ detector လည်းမပါဘူးအပူချိန်ရဲ့ဒီပတ်ဝန်းကျင်ရဲ့အပူချိန်လည်းမပါဘူးပေါ့နော်သူ့ရဲ့25 degree Celsius အောက်မှာရှိနေတဲ့ test result ကို620 watt ရတယ်လို့ပြောထားခြင်းဖြစ်တယ် actual ကကျွန်တော်တို့ကထားပါတော့35 degree Celsius လောက်ပြင်မှာရှိမယ်ဆိုရင်ဒီထက် efficiency ကကျွန်တော်တို့ကျမှာဆိုတော့620 watt ဆိုတာကထောက်မှာမဟုတ်ဘူးအဲ့ဒါကိုသိထားဖို့လိုပါတယ်